essay ရေးရင်အထူးသဖြင့်အစိုးရကြောင့် grade 12တွေမှာပါဗျာရေးရသူများအရွေးနဲ့တဲ့အရေးနဲ့တဲ့ essay topic ကိုရွေးပြီးရေးမှအမှတ်ပိုကောင်းနိုင်တယ်အဲ့လိုသူများမရေးတဲ့ topic ထူးခြားတဲ့ topic ကိုရွေးရေးမှအမှတ်ကောင်းမယ်ဆိုတာတကယ်လားအမှန်လားကြည့်ကြအောင်ပါဥပမာ essay topic နှစ်ခုတွေ့တယ်ဗျာပထမတစ်ခုက a visit to the beach နောက်တစ်ခုက a visit to the moon ဟာပထမဖြစ်တဲ့ a visit to the beach ကနော်ကျောင်းသားအလုံးရင်းနေကြတယ်စာစစ်တဲ့ဆရာဆရာမတွေကဒီကောင်းစီတွေးတယ်နဲ့ပြင်းစရာကြီးဖြစ်သွားပြီငါတာမန်အမှတ်ပဲရမယ်ဒီလိုတွေးတယ်ဟာ a visit to the moon ကဟာဆရာဆရာမတွေပြောရတယ်ထူးခြားတဲ့ essay ကိုရွေးရင်ငါအမှတ်ပိုကောင်းမယ်တကယ်လားဘာတွေကွာခြားချက်ရှိတယ်ကြည့်ကြအောင်ပါစရေးပြီဆိုရင်ဒီခေါင်းစဉ်နှစ်ခုရဲ့ကွဲပြားချက်ကိုသိပြီးသွားပြီဆိုရင်ကိုတွေးကြည့်အောင်ဘယ်ဟာပိုကောင်းတယ်ဘယ်ဟာပိုမကောင်းဆိုတာအဲ့တော့ဘယ် topic ဒီ the beach လား the moon လားဘယ် topic ဒီပို့ပြီးတော့အသေးစိတ်နော်စဉ်းစားရတယ် plan ချရတယ်လေဆိုတော့ brainstorming လုပ်တဲ့အချိန်မှာပြီးရင်ဘယ် topic ကပို့ပြီးတော့စိတ်ကူးညံထည့်ရတယ်စိတ်ကူးညံကိုအားစိုက်ရတယ် beach အကြောင်းသွားရင်ကိုကစိတ်ကူးညံကိုပို့အားစိုက်ရတာthe moon ကိုသွားတဲ့အကြောင်းကြီးစိတ်ကူးညံကိုပို့အားစိုက်ရတာနည်းနည်းသုံးသပ်ကြည့်ဘယ်အင်္ဂလိပ်စာအပိုင်းမှာလည်းပဲ vocab အပိုင်းနေ sentence structure အပိုင်းနေဒီမှာ beach သွားရင်ရွေးမဲ့ vocab ကိုကပိုသိသလား the moon ကိုသွားရင်ရွေးရမဲ့ vocab တွေကိုပိုသိသလားသုံးသပ်ကြည့်ပြီးရင်နောက်တစ်ခါလောက်ရမဲ့ realistic details နော် beach သွားရင်ရေးရမဲ့ procedure တွေဒါလုပ်တယ်နဲ့ the moon ကိုသွားရင်ရေးရတဲ့ procedure ဒါလုပ်တယ်ဘယ်ဟာကိုကပိုရေးတတ်တယ်အဲ့ဒါကိုကြည့် planning brainstorming လုပ်တဲ့အချိန်မှာပြီးရင်တစ်ဆက်တည်းပဲဘယ်ဒီသွားရင်လုပ်တဲ့ procedure တွေ step တွေကိုဘယ်ခေါင်းစဉ်ကိုကိုကပိုသိကြလဲပြီးရင်ရေးရမယ်စိတ်ကူးအလုံးဆက်ဆံနေတယ်အဲ့စိတ်ကူးတွေအကောင့်ထည့်ဖို့အင်္ဂလိပ်စာအသေးဆုံး vocab ကိုပဲရင်စဉ်းစားကြည့်ဘယ် vocab တွေကကိုနဲ့ပိုရင်းနေတယ်လေဘယ်ဟာရေးရင်ပိုကောင်းလဲဆိုတာဒီမှာအဖြေထွက်လာပြီဘယ်ဟာပိုရေးနိုင်တယ်ဆိုတာအဖြေထွက်လာပြီနောက်တစ်ခုကိုကြည့်အောင်အဲ့ဒါတွေကိုအသေးစိတ်ကြည့်ကြအောင်မှာကျွန်တော်တို့ place ကိုရေးမယ်နော် setting ကိုရေးမယ်setting ကိုရေးတယ်ဆို beach ကိုသွားတဲ့ကိစ္စရေးတယ်ဆိုရင်တော့ပါတဲ့တဲ့စလုံးတွေကကိုငငယ်လေးအသိတွေရတယ်ဒါတွေတွေ့လားဒါမဲ့ going to the moon ကိုရေးပြီဆိုရင်ကြတော့ပါတဲ့တဲ့စလုံးတွေစဉ်းစားကြည့်ဘယ်ဟာကိုပိုရေးလို့လွယ်ပြီးတော့ကောင်းအောင်ရေးနိုင်တယ်လဲဆိုတာပြီးရင်လုပ်မဲ့ action verb တွေ beach ကိုသွားရင်ဒါတွေ moon ကိုသွားရင်ဒါတွေပြီးရင်နောက်ထပ်ကြည့်ကြအောင်ဒါက place setting ပြီးသွားပြီ movement action ပြီးသွားပြီဟောအနည်းဆုံးကျွန်တော်တို့ပတ်ဝန်းကျင်လေးရာသီဥတုတွေကိုဖွဲ့မယ် beach ကကြတော့ဒီစလုံးလေးနဲ့ရင်းရင်းနေဖွဲ့လို့ရတယ်ဟော to the moon ကိုသွားပြီဆိုရင်ကြတော့ကြည့်ပတ်ဝန်းကျင်ကိုကျွန်တော်တို့ဒီစလုံးလေးနဲ့ဖွဲ့ရတော့မယ်ပြီးရင်နောက်ထပ်လိုတဲ့ adjective လေး beach မှာကြတော့ဒီဟာတွေပဲ the moon မှာကြည့်ပါဦးနောက်တစ်ခု and then weather environment descriptors အပြင်ဒီလိုပဲ vocab တွေ beach မှာတွေ့ရမယ်တွေ့မဲ့ object တွေကိုရေးရင်ဒါတွေ the moon ကိုသွားရင်ရောတွေ့မဲ့ object တွေပစ္စည်းတွေပြီးကို feeling အပိုင်းရေးမယ် beach ကအများနဲ့လွယ်တယ် relax လို့refresh လို့နော် peaceful လို့ဒါတွေသုံးနိုင်ရပြီဟိုမှာကျတော့တွေ့လား moon ကိုသွားတာ relax ဖြစ်တယ် refresh ဖြစ်တယ်ရေးလို့မရဘူးဒီကောင်တွေကိုသုံးရတော့မယ်ပြီးရင်ဟိုကောင်က vocab အပိုင်း idea ကို generate လုပ်ပြီးတော့စိတ်ကူးညံကိုမြူရတော့မယ်သို့မဟုတ်အောက်ဆုံးအချက်ဖြစ်တဲ့ပြီးတော့နော်ဒီဖြစ်စဉ်ကိုအစအဆုံးကိုရေးမဲ့အုပ်စုတွေကိုကြည့်အားလုံးဆက်နေတယ်ဘယ်ဟာအရင်လုပ်မယ်ဘယ်ဟာနောက်မှလုပ်မယ်အားလုံးဆက်နေတဲ့ရတယ်သုံးသပ်ကြည့်ဟော beach ကိုသွားတဲ့ background information သွားတာတွေကလည်းမဝေတာတွေ hotel booking လုပ်တာတွေ process တွေအဆက်နေတဲ့အားလုံး moon ကိုသွားတဲ့ process ကျွန်တော်တော့မသိဘူးပြန်ဖတ်ရမယ်တွေ့လားအဲ့တော့ရေးဖို့ကျောင်းသားတယောက်အနေနဲ့ရေးဖို့ဆိုရင်ဆက်တွေးကြည့်ပါပတ်ဝန်းကျင်ဖွဲ့တဲ့ຢာတွေဆရာဆရာမရဲ့မျှော်လင့်ချက်တွေဥပမာ beach ကိုရေးတဲ့ကျောင်းသားဆိုရင်ဆရာဆရာမရဲ့မျှော်မှန်းထားတာ ਨੇ ဟိုဘက်က the moon ကိုသွားမဲ့
the moon သွားတဲ့အကြောင်းရေးတဲ့ဆရာဆရာမရဲ့ညွှန်မှန်းချက်ကကွာသွားပြီ moon ဆိုပြီးတော့ညွှန်လေးရဲ့အကြီးစားနဲ့ဖတ်တယ်ဒါမဲ့ vocab လည်းမကောင်း sentence structure လည်းမကောင်းเนาะခုနပြောတဲ့ realistic details မကောင်းအစင်မပြေတာတွေအများကြီးဖြစ်တယ်ဆရာဆရာမတွေမှန်းထားတဲ့ examiner တွေမှန်းထားတဲ့ဟာလွယ်သွားပြီဒါကြောင့်ကိုဘာရွေးမလဲတွေးကြည့်ပါ uncommon topic ကိုပဲရွေးပြီးတော့ကိုရေးတတ်တာမရေးတတ်တာဟာခေါင်းစဉ်ကထူးခြားတယ်ကွာထူးခြားတဲ့ခေါင်းစဉ်ရဲ့အမှတ်ကောင်းတယ်ကွာဆိုပြီးတော့ထူးခြားတဲ့ uncommon topic ကိုရွေးမလားကို writing of quality ကောင်းကောင်းရေးနိုင်တဲ့ဒီ comment topic ကိုရွေးမလားကိုယ့်ကိုတွေးကြည့်ပါအဖြေကိုကိုစဉ်းစားအဖြေကိုကိုစဉ်းစား essay တခုအမှတ်ပေးရင်ဘယ်လိုပေးလဲဆိုတာလေးကိုအသေးစိတ်မဟုတ်ပဲအချမ်းမြင်အမြဲတမ်းနှစ်တိုင်းသတင်းစာတွေမှာဌာနထုတ်တဲ့เนาะjournal တွေမှာဆိုရင်အမြဲတမ်း essay writing တခုကိုဘယ်လိုမျိုးအမှတ်ပေးလဲဆိုတာကိုprofessor တွေကအမြဲတမ်းအချမ်းကြီးပြောပြထားပါတယ်ပြောပြတဲ့ဓာတ်တွေထဲမှာနှစ်တိုင်းပါလေးရှိတာကတော့ number 1သူတို့အမှတ်ပေးတာဘာကိုကြည့်လဲဆိုရင် and then content เนาะ content and relevancy content and relevancy เนาะပါဝင်တဲ့အချက်လက်တွေပါဝင်တဲ့အကြောင်းအရာပြီးတော့ဆက်ဆက်တစ်ခုနဲ့တစ်ခုဆက်ဆက်ပါဝင်ပတ်သက်မှုခေါင်းစဉ်နဲ့ဆက်ဆိုင်မှု number 2ကကြတော့သူတို့ဘာကိုပေးလဲဆိုရင် organization and presentation ဒါကတော့เนาะဟို organization ကကြတော့ quality of writing နဲ့ထည့်လိုက်မယ်content and organization တခုပေးတယ်เนาะ content and relevancy ခေါင်းစဉ်နဲ့ဆိုင်တဲ့အကြောင်းအရာကိုရေးခြင်းဆိုတဲ့ဟာเนาะအဲ့ပုံမှာကြည့်တယ်နောက်တစ်ချက်အရေးကြီးတဲ့နောက်တစ်ချက်ကပါတယ်ဆိုတော့ quality of writing နဲ့ဆိုင်တဲ့เนาะ quality of writing နဲ့ဆိုင်တဲ့ဟာတွေကဘယ်အချက်ကိုထားကြည့်လဲဆိုတော့เนาะorganization and presentation organization and presentation ဘယ်လိုမျိုး organize လုပ်တာလဲဆိုလိုချင်တာကအကြောင်းအရာအချက်တွေကိုmain idea ရေးတယ် topic စနစ်ရေးတယ် main idea ရေးတယ် detail supporting လုပ်တယ်example တွေပေးတယ်ဟောเนาะ and then facts တွေကို data detail ပြန်ပြီးတော့ strong ဖြစ်အောင် firm ဖြစ်အောင် convince လုပ်တယ်အဲ့ဒါမျိုးလေးတွေပါသလား organization ပြီးရင် conclusion ကိုချုပ်သလားနောက်တစ်ချက်ကူးရင် and then connector စီခံသလား cohesive device တွေသုံးသလားစသဖြင့်เนาะကြည့်တယ်ပြီးဘယ်လို organization ကောင်းမကောင်းဘယ်လို present ဘယ်လိုမျိုးတင်ပြတာလဲသူဟုတ်ပြီနော်ကျိုးကြောင့်ဆက်ဆက်နေနဲ့တင်ပြသလားဟောချောချောမှုမှုတင်ပြသလားเนาะပြီးရင် narrative writing ပုံစံနဲ့တင်ပြနေသလားเนาะအဲ့ဒါမျိုးလေးတွေကိုကြည့်ပြီးတော့ဒီဖွဲ့စည်းပုံကောင်းမကောင်းတင်ပြပုံကောင်းမကောင်းအဲ့ဒါကိုကြည့်တယ်နောက်တစ်ချက်ကဒါလေးကိုကြည့်ပြီးတော့ပေးတယ်ဆိုရင် language ဆိုတော့အားလုံးပါပြီပေါ့ဘာသာစကားကိုကြည့်ပြီးတော့ပေးတယ်ကိုသုံးတဲ့ဘာသာစကားကောင်းမကောင်း vocab ပါမလို့ဟုတ်ပြီနော် vocab အဲ့ vocab ကိုမှီပြီးတော့เนาะsentence structure တွေလုပ်မယ်နိsentence structure တွေကောင်းမကောင်းเนาะဝါချ vocab တွေအားပါမပါ powerful ဖြစ်မဖြစ်ကောင်းမကောင်းအဲ့ဒါเนาะအားပါတဲ့ vocab တွေသုံးမသုံးအဲ့ vocab တွေကိုအသုံးပြုပြီးတော့ဝါချ sentence structure တင်ထားတဲ့ sentence structure တွေကိုသိထားတဲ့ sentence structure တွေကိုကောင်းကောင်းမွန်မွန်သုံးတာမသုံးတာအဲ့ဒါတွေကိုကြည့်မယ် cohesive devices တွေထည့်တာမထည့်တာဒီ language မှာတော်တော်များများပါတယ် connector တွေ connector တွေထည့်တာမထည့်တာเนาะ cohesive device တွေကောင်းကောင်းမွန်မွန်သုံးတာမသုံးတာဒါမျိုးတွေကိုကြည့်မယ်ဆိုပြီးတော့သတင်းစာတွေမှာအမြဲတမ်းပါတယ်ထုတ်တဲ့ဌာနထုတ်တဲ့ journal တွေမှာလည်းအမြဲတမ်းပါတယ်ပေါ့အဲ့ဒါမျိုးသတင်းစာမှာဘယ်သတင်းစာမှာမှဘယ်ပို့ချချက်မှာမှတော့ခေါင်းစဉ်ကိုရေးရင်လည်းအမှတ်ပို့ရမည်မပါပါဘူးဘယ်ဌာနကထုတ်တဲ့ journal မှာမှထူးခြားတဲ့ခေါင်းစဉ်သူများမရွေးတဲ့ခေါင်းစဉ်ကိုရွေးမှစာသင်သားတွေကျောင်းသူကျောင်းသားတွေကအမှတ်ပို့ရကြမှာပဲဆိုပြီးတော့ professor တွေပြောတာတစ်ခါမှမရှိပါဘူးအဲ့တော့ဒီနှစ်ချက်ကိုချုပ်ကြည့်လိုက်ပြီဆိုရင်ဒီဟာကတော့ပါဝင်ထိုက်တဲ့အကြောင်းအရာတွေပြီးရင်ခေါင်းစဉ်နဲ့ဆက်ဆက်မှုရှိမရှိပြီးရင်ဒီပါဝင်ထိုက်တဲ့အရာတွေကပါတယ်ဒါပေမဲ့အရေးသားပိုက်မကောင်းဘူး quality of language မကောင်းဘူးဒါဆိုရင်အမှတ်နည်းတယ်ပါဝင်ထိုက်တာပါတယ် quality of writing
ကောင်းကောင်းလေးနဲ့ရေးထားတယ် quality of writing ဆိုတာဒီ2 3ရောတွေ့တာလဲအထူးသဖြင့် number 3ကောင်းကောင်းလေးနဲ့သုံးပြီးရေးနိုင်တယ်ဆိုရင်ကိုဒီအမှတ်ကောင်းတယ်ဒါကြောင့်အမှတ်ကောင်းမှန်းသိတယ်marking scheme မှာ mark scheme မှာဆရာမကြီးတွေက professor တွေကဒါမျိုးပေးထားတာကိုတွေ့ရထူးခြားတဲ့ကောင်းတဲ့ရွေးရင်အမှတ်ကောင်းမယ်ဆိုတာကိုမပေးထားပါဘူးအထူးသတိထားပြီးရွေးဖို့လိုပါတယ်ကို quality of writing ကောင်းကောင်းနဲ့ရေးနိုင်တဲ့ခေါင်းစဉ်ကိုသာရွေးစေချင်ပါတယ်ဟာဒါဆိုရင် international exam တွေရဲ့ mark scheme ကိုတစ်ချက်ကြည့်အောင်ပါ international exam Cambridge IGCSE first language and then 0500 and second အချိန်ဟာ major 2025နော်ဟောဒီမှာ mark scheme သူတို့ဘလို့အမှတ်ပေးတယ်လဲ writing ကို international exam တစ်ခုကဘလို့အမှတ်ပေးတယ်လဲကြည့်ကြအောင်ပါဒီ writing ကို test the following writing assessments သူတို့စစ်တဲ့ဟာတွေကဒါကိုစစ်တယ်ဘာကိုစစ်တယ်ဆိုရင်ပထမ W1 ကိုခေါ်တဲ့ writing 1ဘာကိုစစ်တယ်ဆိုရင်ပေါ်ပြတယ်အဲ့တော့အနှစ်ချုပ်ကကိုတွေ့တာမြင်တာစိတ်ကူးတာကြားတာကိုကျွယ်ဝရှင်းလင်းပြည့်စွာပေါ်ပြနိုင်ဆိုလိုချင်တာရှင်းရှင်းလင်းလင်းပြည့်ကောင်းကောင်းမွန်မွန်ပေါ်ပြနိုင်ရတယ်အတိတ်ပဲမသိအောင်အတိတ်ပဲကိုရေးတဲ့လူကိုခေါ်မေးအောင်ဒီဟာတွေကိုနောက်တော့နှစ်ခေါက်သုံးခေါက်တော့ပြန်ဖတ်မှအတိတ်ပဲသိတယ်ဟာဒါမျိုးမဖြစ်စေအောင်ရှင်းလင်းပြည့်ကောင်းကောင်းမွန်မွန်ပေါ်ပြနိုင်အောင်နော် number 2ကကြတော့ organization ကိုစစ်တာ organization ဆိုတာအစီအစဉ်တွေကြစုစုစည်းစည်းတည်တည်တတ်တတ်တင်ပြနိုင်အောင်ဟိုရောက်တဲ့ဒီရောက်တဲ့ A အကြောင်းပြောလိုက် B အကြောင်းပြောလိုက် C အကြောင်းပြောလိုက် B A ကိုပြန်ပြောလိုက်အဲ့ဒါမျိုးပွားစာကျဲနေတဲ့ဟာမျိုးမဖြစ်ရဘူးပေါ့နော်တည်တည်တတ်တတ်စုစုစည်းစည်းချစ်ချစ်လေးလေးနဲ့ရေးတာဖော်ပြနိုင်ရမယ် number 3ကကြတော့ and then you have vocab နော် vocab ကိုဖော်ပြနိုင်ရမယ် sentence structure ကောင်းကောင်းမွန်မွန်ကိုရေးတဲ့ context နဲ့ကိုရေးတဲ့အကြောင်းအရာနဲ့ဒီ vocab တွေ sentence structure တွေကိုကောင်းကောင်းမွန်မွန်စွတ်စွတ်ပြပြဖော်ပြနိုင်ရမှာပေါ့ပြီးရင် number 4 register ကကြတော့ကိုဘယ်သူစီကိုရေးနေတာလဲဆရာမကြီးစီကိုရေးနေတာလားကိုယ့်ရဲ့ကျောင်းသားစီကိုရေးနေတာလားဟာစာဖတ်ပရိသတ်စီကိုရေးနေတာလားစာဖတ်ပရိသတ်ကဘယ်လိုတွေလဲလူငယ်တွေတာတို့မို့မိဘနဲ့ဆရာမတွေစီကိုရေးနေတာလားတုံးနေမှန်းမယ်ပေါ့ formal တွေ informal တွေကကိုယ့်ရဲ့ audience ဖတ်တဲ့လူတွေကိုကြည့်ပြီးတော့အဲ့တုံးတွေကိုမှန်ကန်ရေးတတ်ရမယ်နောက်ဆုံးတစ်ခုကကြတော့ spelling နော် SPAG ပေါ့ spelling punctuation and grammar မှန်အဲ့ဒါတွေနဲ့ပဲကြည့်ပြီးအမှတ်ပေးတယ်ခေါင်းစဉ်ကိုကြည့်ပြီးတော့ဘယ်ခေါင်းစဉ်ကိုရွေးရင်အမှတ်ပေးမယ်ဆိုပြီးတော့ရေးထားတာလုံးဝမပါပါဘူးဒါတွေကိုအသေးစိတ်ပြန်ရှင်းထားရရှိပါတယ်ဘယ်လိုဆိုရင်အမှတ်အမြင့်ဆုံးလဲဆိုတော့ဒါတွေကမေးခွန်းလာပြီဒီမှာဒီဟာဆိုရင်ဥမာ25ပေးတယ် level 6ဆိုရင်ဒါအမြင့်ဆုံးပေးတဲ့အမှတ်22 to 25 marks ပေးလို့ရတယ်ပေါ့အဲ့တော့ပေးလို့ရဆိုတော့ခုနဒီ W1 ဆိုတာကိုတွေ့တာမြင်တာကြားတာခံစားရတာကိုပေါ်ပြခြင်းတဲ့ဟာကိုရှင်းလင်းပြည့်စွာပေါ်ပြနိုင်ရအဲ့လိုအကောင်းဆုံးအမြင့်ဆုံးအထိရောက်ဆုံးပေါ်ပြနိုင်တယ်ဆိုရင်ဒါဒီ group တက်ပါပြီပေါ့ organization carefully structure ကောင်းပေါင်းမွန်မွန်နဲ့ရှင်းရှင်းလင်းလင်း organization ချစ်လစ်လစ်ထိမိမိအစီအစဉ်တကျရေးနိုင်တယ်ဒါကောင်းတဲ့ပါဗျာပြီးရင် vocab နဲ့ sentence structure vocab နဲ့ sentence structure တွေကိုကောင်းကောင်းမွန်မွန်သုံးနိုင်ရင်ဒါအမြင့်ဆုံးအမှတ်တွေဝင်ပြီဟာပြီးရင်ခုန register စာဖတ်သူကို audience စာဖတ်သူအလိုက်ကိုရည်ရွယ်ချက်အလိုက်စာရေးခြင်းရဲ့ရည်ရွယ်ချက်အလိုက်ဒီတုံးကိုမှန်ကန်သုံးနိုင်တယ်ကောင်းကောင်းမွန်မွန်ထိမိမိသုံးနိုင်ရင်ဒါအမှတ်ကောင်းတဲ့ပါဗျာ22 25 top level 6မှာပြီးရင်နောက်တစ်ခါ and then high SPAG အမြဲတမ်းနှီးပါမှန်မယ်ပေါ့ဟုတ်ပြီနော် spelling တွေ punctuation တွေ grammar တွေကမှန်တယ်ဆိုရင်ဒါအမှတ်ပေးတဲ့အမြင့်တွေကိုပါတယ်အဲ့ထဲမှာဘယ်ခေါင်းစဉ်ကိုရွေးရင် uncommon topic ကိုရွေးရင်အမှတ်ပို့ပေးပါဆိုပြီးတခုမှမပါပါဘူး grade 12ရဲ့ marking scheme မှာလည်းမပါသလို IGCSE ရဲ့ marks များလည်းမရှိပါဘူးဒါလေးကိုအသေးစိတ်ပိုရှင်းအောင်ကြည့်ကြအောင်ပါအနှစ်ချုပ်ရင်ကိုဖော်ပြခြင်းတဲ့ဟာကိုရှင်းလင်းပြည့်ထိမိကျွယ်ဝစွာဖော်ပြနိုင်တယ်ပြီးရင် organization ကိုရောက်တရားမဖြစ်မနဲ့စူးစူးစီးစီးနဲ့ဒေရှာ main idea topic sentence main idea detail development နော် example supporting တွေဒေရှာလုပ်နိုင်တယ်နောက်တစ်ခုက and then vocab နဲ့ sentence structure တွေကောင်းတယ်ရေးမဲ့လူကိုစာဖတ်သူကဘယ်သူလဲဆိုတာစဉ်းစားတယ်ကိုယ့်ရဲ့ရေးခြင်းနဲ့ရည်ရွယ်ချက်မြောက်အောင်ဒေရှာလေးရေးနိုင်တယ်
accuracy နော် and then grammar တွေ spelling တွေ punctuation တွေအဲ့ဒါတွေအားလုံးကတိကျပြီးတော့အမြဲတမ်းနိဗ္ဗာန်မှန်နေရမယ်ပေါ့grade 12မှာအမှတ်ပေးတဲ့ပုံစံနဲ့ဘယ်လိုနေရာတွေကပွားပြီးတော့တူနေလဲဆိုတာကိုကြည့်ကြအောင်ပါ grade 12မှာ and then content and relevancy နော်ပေးတဲ့ဟာတွေကိုကြည့်ကြအောင်ဥပမာဆိုပါစို့ content and နော် content and relevancy ဆက်စပ်ပတ်သက်မှုနော် content ကိုရေးတဲ့အကြောင်းအရာမေးတဲ့အကြောင်းအရာမေးတဲ့မေးခွန်းနဲ့ဆိုင်ရမယ်ကိုရေးနေတဲ့လမ်းကြောင်းနဲ့ဆိုင်ရမယ်ဒီရောက်မဖြစ်အောင်ပေါ့မဆိုင်တဲ့ဟာတွေဆွဲမထည့်အောင်ပေါ့နံပါတ်2ကကြတော့နော်စုစုစည်းစည်းနဲ့ပြပြထိမိစွာတင်ပြနိုင်ရမယ်ဆိုတဲ့အကြောင်းအရာnumber 3ကကြတော့ language ဆိုတော့အားလုံးပါပြီပေါ့ vocab လို့ sentence structure လို့အဲ့ဒါတွေအားလုံးနဲ့ဆိုင်နေကောင် punctuation လို့စသဖြင့်ပေါ့နော် spelling လို့ဒါတွေအားလုံးပါတယ်အဲ့တော့သူတို့ပေးတဲ့ဟာတွေကဒီစလုံးလာပွဲသွားတာအားလုံးတူတူပဲဥပမာ content နဲ့ relevancy ဆိုင်တဲ့ဟာကိုတိတိကျကျပေါ်ပြတာဆိုဒီ W1 နဲ့နည်းနည်းလေးဆင်တယ်ပေါ့ organization ကျတော့ကွက်တိပဲတွေ့လား organize ရဲ့နဲ့တစုနဲ့တေချာပေါ်ပြနိုင်ရကိုရောက်ပြီးအောင်မဖြစ်အောင်ပြီး language ဆိုတာဒီသုံးခုလုံးနဲ့မဆိုင်ဘူးလားဆိုင်နေပြီလို့ယူဆရတယ်ရောဒါကြောင့် writing တစ်ခုကိုပေးဒီလိုပဲပေးတာများပါတယ်ဒီလိုပဲပေးကြပါတယ်နောက်ထပ်မေးခွန်းပုံစံတွေနဲ့ mark scheme တွေထုတ်ပြန်ရင်အများကြီးဖြစ်သွားလိမ့်ဒါကြောင့် grade 12မှာလည်းပဲ uncommon topic ကိုရေးရင်အမှတ်ပေးပါလို့မပြသလို IGCSE မှာလည်းပဲမပါပါဘူးတခြားစာမွေးတွေဒီလိုပါပဲအဲ့သူတို့က writing တစ်ခုကိုဘာအမှတ်ပေးလဲဆိုရင်ကောင်းမွန် quality of writing ကောင်းမွန်နဲ့ဖော်ပြနိုင်ဒီဟာတွေအားလုံးကိုကျွန်တော်က quality of writing လို့ပဲချုပ်လိုက်ခြင်းနော်ဒီ writing အရေးအသွေးကောင်းဖော်ပြနိုင်အမှတ်ကောင်းဘယ်ကောင်းစင်ပဲရွေကောင်းမဖော်ပြနိုင်အမှတ်မကောင်းကောင်းဖော်ပြနိုင်မှုကဒါတွေကောင်းရမယ်ပေါ့ဟုတ်ပြီလားဒီဟာတွေကောင်းရမယ်ဒါတွေကောင်းမှသာနေအမှတ်ကောင်းတကယ်လို့ uncommon topic ကိုရွေးမိတယ်ဒါတွေမကောင်းဘူးဆိုရင်ဟုတ်ပြီလားဒါ mark scheme နဲ့ဒီ grade 12နဲ့ international exam မှာ marking scheme တွေနဲ့နမူနာတွေကိုပြတာပါဒီ writing နှစ်ခုကိုရှင်းကြည့်အောင်ပါဒီဘက်က topic ကိုကြည့်အောင် the life of a shadow puppet သိပါတယ်ဟိုတရုတ်ကားတွေမှာလေဟိုဇက်စင်သေးလေးထောင်ပြီးတော့အနောက်ဘက်ကတုံချောင်းတွေစက်ကူလေးတွေနဲ့အယုတ်လေးနဲ့လူတယောက်နေပြီးလှုပ်တာလေရောက်တော့ဖေးရှမ်းနဲ့ဟိုထောင်းဆိုပြီးတော့လေတုံဆိုပြီးတီးတာလေအယုတ်ကလေးတွေကိုအရိပ်နဲ့ပြတယ်အဲ့ဒါမျိုးอ่ะဒီဘက်ကကျတော့ the importance of exercise ဒါခဏတွေ့ဟုတ်ပြီနော်အဲ့တော့ဒီ uncommon topic ကိုရွေးလိုက်တဲ့အတွက်ဒီเจ้าသားဘယ်လိုဖြစ်သွားလဲဘာလို့ရေးနိုင်လဲကြည့်အောင်ဒီဘက်က the importance of exercise က common topic ပဲဒါပေမဲ့သူဒီဘယ်လို intro တွေရေးရတယ်ဘယ်လို conclusion ကိုချုပ်ထားတယ်ဘယ်လို vocab ကိုသုံးထားတယ် sentence structure တွေ sentence starter တွေဘယ်လိုစထားတယ်လဲ when တွေ verb ing တွေ relative pronoun တွေဘယ်လိုမျိုးစထားတယ်လဲဘယ်လိုမျိုးဝါချကိုသူ့ရဲ့ main idea ကို support develop လုပ်သွားတယ်အဲ့ဒါလေးတွေကိုရှင်းကြည့်ပါပြီးရင်ဒီဘက်က number 1ဖြစ်တဲ့ uncommon topic ကဘယ်လိုအမှားတွေရှိတယ်လွဲနေတဲ့ဟာတွေပြီးရင် spelling တွေ punctuation တွေစသဖြင့်ပေါ့နော်အဲ့တော့ဘယ်ဟာက uncommon topic ကိုရွေးပြီးတော့ပြဿနာရှိပြီးတော့ဘယ်ဟာဒီ common topic ကိုရွေးပြီးတော့ high quality writing ဖြစ်သွားတယ်နည်းနည်းလေ့လာကြည့်ဖတ်ကြည့်အောင်ပါတလက်စားတဲ့အောက်ဘက်မှာ uncommon topic နဲ့ common topic တွေရှင်းပြထားပါတယ်ဟော
Garoti, no, a visit to the beach, a visit to the deserted island. My favorite song a day as a professional mascot. So I hear you with me, no, Axaboy, my poet on my life, your cabin there. School picnic with Yimla, a picnic on the cloud. They more picnic traders with our Yimla. My best friend with Yimla, friendship with a robot. And say your name, no, Janojaga. Kimi Musura with Yimla. The importance of healthy food? What if we ate only blue food? Oh. My hometown Yimla, a tour of an underwater city of Yimla. Go Tongdachi. Okay, that's when busy as she. General uncommentable, that's what me yaro. Yarabo, uncommentable. Yina, Pogonabo. Uma, this yari uchi. Comment topic. Yere, quality of writing county. Tama Gauma. Comment topic Yere, quality of writing Magamu. Amamagamua. Oh, uncomment Yuba, you ain't going to be ore. Uncomment you there, quality of writing Congo Yina is with Hakoma, what these are. Uncomment of Yuba ye. WD. Pira, go, the higher brainstorming, where simply where I looked at so that the Chow and Medina and Masina and knowledge the machine, being I forget the machine, being and who out the young who are sent at the Johnny that the Asena at the Johnny that Polare, organization and Makamu, sentence structures, them Congo Matonamu, you use simple sentences when the why the after the before the if the unless it. No, have I started as a sort of people that is the Kuma Matona, you use quality of writing, Makamu, uncommon you or the Tamakawi. These are the Mamakamu. I don't, but have you who quality of writing, Kong don't like the la, who are Sindaba, quality of writing, Comadan and Comami, topic name, Masaima. And you, Minija to Nija, Tonania, Minija to Nija, my daily routines, topic Takurine. Chijiama, Timatu, Sayida, my ankles of every morning the same, and to her diary style, Kuku, King Mini Pure Ponga, to a to Chai, diary style, no Mepongami, Hida, to ya. I'm a Tusare, and every morning I have the same grand thought. The day's day I jump out of bed and bargaining with myself for just 5 more minutes, buried in the warm covers before I finally drag myself out. Oh, the know to a humorous, no? And then the Hata Pongamine, Sabido Puenara, to Yare, no? Manadai, Ayari and the Chachin, and Chachin Contra, Chachin Tramedo, Amiana Lode, Tame, Beroma Mayageu, Amiera, and then 9 is this year, and Amino Sabido, Nala was Amiran Bio. Hata Pongamine to a Sapuenare, diary style Yidare, Popiace, criteria or G, to Tuiria, to Seguinia, to Popiaceneha, who, to a. And Shinjin telling me Pobiana to Yaro. Ama, Nakopian Pamere, Michu, Shinene, Pipide, Titio, Pobiana to it, Sagadio Honey Pade, Dr. Lepid, Hobina, Edo, the Adijan, the eye, and Saigon in my padre, Jonathan Maria. Not who, breakfast one, to a breakfast at John Yide, no, the Damana di Lube, Dr. Lene, Titi Mimi. No, Sagabio handed the Chupare, Yara, to Yare, great purples and all, Ni Nijaman Yime. Now I met the cha, a same year as somewhere in Maro, Daniel Dirao through the Bojaro. Hobina, Dima to a breakfast here, Jamboare, ho, be Jawan Vido, Jama, a people at the Kupide, Indiane, or Nyaza Sare, and then Nyaza Sare. Oh, with the air. I don't know chronological order. A chain a teacher, breakfast, oh, be in school, John when I appeared yet, Piloma, Yanima Sore, Pilo, Sare, Chide, Game Sore, Ayawan. To a season night to Yira to Yarbo. Not yet a machine, and Pilu Yira Niam, Piaso that W2 correct organization county also them about and I do Yira Niama to a sentence structure, sentence study, for capping. Gigi did about it, no? The Matopia, Johnny Libe, being forget about Libe, completely lost, no? Felt like complete Jerry, Dima. Show off, no? And Pia, Hobina, the, no? And then, Hobidima,
breakfast is also a bit of a race against the clock မြန်မြန်စားတဲ့သူရိုးမရေးဘူးရိုးမရေးမနဲ့အနိုင်နဲ့အများနဲ့ပြိုင်နေရတယ်ဆိုဟောအဲ့ဒါမျိုးအရေးကြီးတွေကရိုး topic ဖြစ်တဲ့ my daily routine ကိုကောင်းကောင်းမွန်မွန်တွတ်တွတ်လက်လက်နော်ဖတ်လို့ကောင်းအောင်ခန်းစားချက်ဖြစ်အောင်ဖတ်ပြောအောင် high quality writing ဖြစ်အောင်ရေးသွားတယ်ပေါ့နော်ပြီးရင် sentence structure တွေကြည့်အောင်ဒီမှာ breakfast sentence starter နဲ့စတယ်ဟော I ဆိုရရနဲ့စတယ် verb ing တွေဝင်နေ before တွေဝင်နေပြီးတော့မှဒီ pronoun တွေ that ဆိုတဲ့ဟာတွေကိုသုံးတာစသဖြင့်နော်တော်တော် sentence structure တွေ sentence starter တွေနော် sentence length တွေကိုလည်းပဲကောင်းကောင်းမွန်မွန်သုံးသွားတာကိုတွေ့ရတယ်ပြီးရင်နောက်တစ်ခု conversation ပုံစံမျိုးရေးရတယ်ဟာတာပါတယ်ပြီးရင် W5 accuracy နိ spelling punctuation grammar အားလုံးဒီပါမှန်မှန်ဆိုနော် AI ကိုရေးခိုင်းတာဟုတ်ပြီလားနော် okay ကဲလိုက်ဒါဆိုရင်ဒါလေးကိုကိုဖတ်ကြည့်ပါဖတ်ကြည့်ပြီးတော့အောက်မှာကျွန်တော်criteria တွေကိုသင်ပေးထားတယ်အဲ့ဒါတွေကိုကြည့်အောင်ဟောတွေ့လား W1 ကသူ့ကိုယ်သူဖော်ပြတယ် Today's the day I jump out of bed ဟောဟာတာပါတယ်သူ့ရဲ့ကိုယ်ကိုယ်သွေးပါတယ်ခံစားချက်ကိုသူ့ရဲ့အတွေးကိုသူ့ရဲ့ခံစားချက်ကို feeling တွေစော့တွေကို vividly ရှင်းလင်းထင်ရှားစွာဖော်ပြနိုင်တယ် organization က morning breakfast school cat football evening routine bedtime clear chronological တွေ့လားရှင်းလင်းပြည့်ပြည့်တဲ့ဒီအချိန်အစီအစဉ်တိုင်းလာတဲ့ဟာတွေကိုဖော်ပြထားတယ်နောက်တစ်ခု vocab နဲ့ sentence structure vocab အပိုင်းမှာ bargaining with နိုင်တဲ့ဈေးကိုနိုင်တဲ့ဈေးစစ်တယ်လို့ chaos completely lost complete cherry တို့နော် complete jelly တို့ sentence လက်နဲ့ပဲတူရှိကောင်းတယ်အဲ့တော့အမှတ်ပြရတယ်ပေါ့ register conversation နဲ့ဖြစ်တဲ့ diary like tone နဲ့ with humor နော်စကားပြောဟန်ပါတယ် diary like tone and humor နဲ့ဟာတာဆန်ဆန်ရေးထားတယ် and spelling punctuation grammar အလုံးဒီပါမှန်နေကောင်းတယ်မြင့်တယ်အဲ့တော့ဒါအမှတ်ကောင်းပြီပေါ့ဒီမှာစကားပြောဟန်နဲ့ရေးလို့ရမရဒီလိုမျိုးရေးလို့ရမရဆိုတာလေးကိုအငင်းပွားကြတာမဟုတ်ဘူးဒီ IGCSE အမြင့် level မှာဒါမျိုးရေးတာလေးတွေကိုအမှတ်ကောင်းကောင်းရတယ်ကြိုက်တယ်ဆိုတာလေးကိုသိထားရမှာပေါ့နော် grade 12မှာကျတော့သူ essay ပုံဒါပေမဲ့ဒီမှာမှတ်ဖို့ကကျွန်တော်တို့ကဒီလို comment topic ဖြစ်တဲ့ my daily routine မှာမနေ့အိယာထားရတယ်ညအိယာဝင်ခြင်းအိယာဝင်တဲ့အထိလုံးဝရိုးရိုးရှင်းရှင်းလေးတန်းပုံစံနဲ့မျိုး I get up at 6 o'clock after this I brush my teeth I wash my face I go to bed နဲ့ဆုံးမယ်ဆိုရင်ကြတော့ခုနပြောသလိုရိုးရိုးရေးမှတ်ရေးတဲ့ဟာတော့ပဲရတယ်မယ်အဲ့ဒီထဲမှာကိုကစိတ်ဝင်စားစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပြစ်ထည့်ရတယ်အခုဒီမှာဆိုရင်ဆီယမရဲ့ကြောင်အိမ်ကနေပြီးအခန်းထဲထိလိုက်တာလေဆိုတဲ့အဖြစ်အပျက်တွေကိုထည့်တာဟာတာပုံကိုကဟာတာဟာတိတိလေးကိုထည့်မလားနော်ထူးထူးဆန်းဆန်းဖြစ်တဲ့ mysterious စိတ်ဝင်စားစရာနော်and စိတ်ညံ့ညွန့်ဖြစ်တဲ့တစ်ခုကိုထည့်မလားသို့မဟုတ် adventure နော်စုံစားတဲ့ဟာတစ်ခုကိုထည့်မလားသို့မဟုတ် exciting စိတ်လှုပ်ရှားစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကိုထည့်မလားအဲ့ဒါမျိုးလေးပါးလေးတစ်ခုကိုပြစ်ထည့်လိုက်တယ်ဆိုရင်ကိုစာဟို get up at 6 o'clock I go to bed at 9 ရီမဟုတ်တော့မနဲ့ဆူပြပြဖြစ်သွားတာဒါကြောင့်ဒီလိုမျိုးရိုးရိုးရှင်းရှင်းဝါကြရိုးရိုးရှင်းရှင်း comment topics တွေကိုစိတ်ဝင်စားဖို့ဖြစ်အောင်ရေးတဲ့ဒီလိုမျိုးနည်းလေးတွေကိုကိုကသိထားပြီးတော့ဝါကြနော် sentence structure တွေ vocab တွေ organization ကောင်းကောင်းတွေဒီ SPAG တွေမှန်မှန်နဲ့ပြည့်သွင်းနိုင်တယ်ဆိုရင်ကိုယ့်ရဲ့ quality of writing ကောင်းတယ်ဆိုရင်ကိုရပြီပေါ့အမှတ်ကောင်းပြီပေါ့အဲ့တော့လေးစရာရှိတယ်ဟာကျွန်တော်တို့ကတစ်ခါတခါမင်းကုန်းတော့မဖတ်တတ်ဘူးဘယ်လိုလုပ်မလဲဒီလိုမျိုးရေးဖို့ဒါကြတော့ကိုကစူးစမ်းပေါ့မင်းကုန်းမဖတ်တတ်တဲ့အဆင့်ဆိုရင်လည်းမင်းကုန်းမဖတ်တတ်တဲ့အလျောက်စူးစမ်းပြီးတော့ရတဲ့လောက်လေးအမှတ်ရတဲ့လောက်လေးကိုရေးပေါ့ဟောဖတ်တတ်တဲ့လူတွေအဆင့်တစ်ခုအထိရောက်နေတဲ့လူတွေကြတော့လေအခုဒီမှာရှင်းပြခဲ့တဲ့အချက်လေးတွေကိုသတိထားပြီးတော့ပို့ပြီးတော့အမှတ်ကောင်းအောင်စူးစမ်းပေါ့ကိုလက်ရှိရာတွေနဲ့အကောင်းဆုံးပြောင်းစူးစမ်းကြဖို့ဖះဟောတဲ့ပုတ်တစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဆရာကြီးတကုံဦးဆန်းငွေရဲ့ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရတော့မေးခွန်းနဲ့ပြဿနာများဆိုတဲ့စာအုပ်ကိုမှီးပြီးတော့ဖတ်ပြီးတော့ပြောပြခြင်းပါတယ်အဲ့မှာကောသလတိုင်းကြီးရဲ့ကေသမုတ်တဏီကုန်းဆိုတဲ့နေရာတွေရှိတယ်နေရာတန့်နဲ့လူရတဲ့တန့်နဲ့အယောင်ဝယ်တွေရောဆိုင်စဘာတွေရောအစားအစာတွေရောအဆောင်အုံတွေရောအားလုံးကအယံပြည့်စုံစီပြင်းတာဝါပြောနေတဲ့နေရာပေါ့အဲ့နေရာတဲ့နေတဲ့လူတွေတဲ့တန့်တယ်ကာလမမင်းမျိုးမှဆင်းသက်လာတဲ့မဟာမျိုးမဟာနွယ်တွေဖြစ်တယ်ပေါ့ပဝင်းညမှာလည်းအဲ့ချိန်မှာဘာသာရေးခိုင်းနေရတယ်အများကြီးပဲနော်ဘာသာရေးခိုင်းဆရာတွေကတယောက်လာလိုက်ဖះဆိုတဲ့လူတွေကတယောက်လာလိုက်တပားလာလိုက်ဟောလိုက်တရားသမီးကိုဟောလိုက်နောက်ခိုင်းဆရာကြီးတယောက်လာလိုက်တရားသမီးကိုဟောလိုက်
အဲ့ချိန်မှာဘာသာရေးဂိုင်းကောင်းဆောင်နာမည်ကြီးနေတဲ့ဘာသာရေးဂိုင်းကောင်းဆောင်6ဦးကလည်းပဲဒီနေရာကိုခဏခဏလာပြီးတော့တရားတွေဟောကြအဲ့တော့ကြာတော့ဒီတိုင်းသားတွေကဒီကာလာမမင်းမျိုးတွေကဘာလို့ယုံမှမသိတော့တယောက်လာရင်တမျိုးပြောတယ်သူတို့ကမှန်တယ်တယောက်လာရင်တမျိုးပြောတယ်သူတို့ကမှန်တယ်ပုဂ္ဂိုလ်တဦးလာရင်နောက်ထပ်တမျိုးပြောတယ်သူတို့ကမှန်တယ်ဆိုပြီးပြောတယ်အဲ့တော့နောက်ဆုံးသူတို့ကရှင်းရှင်းပြောရင်ဖျားဆိုတဲ့အတန်ကြားရင်သူတို့ကလန့်နေဘာများဟောမလဲအသိစိတ်ရှုပ်တယ်ကွာဆိုတဲ့ပုံစံမျိုးဖြစ်နေကြတယ်အဲ့ဒီအချိန်မှာဖျားကရဟန်းနေခြံရမ်းပြီးတော့ရဟန်းတန်ကန်နေခြံရမ်းပြီးတော့အဲ့နေရာကိုကြွတာတော့သူတို့အချင်းချင်းပြောကြတာပေါ့အေးအချင်းတို့ဖျားတစုတော့ကြွလာပြီကောအိုးလာပြန်ပြီလားဖျားဘယ်ဖျားတော့တာဂီဝင်းမင်းမျိုးမှရဟန်းပြူပြီးဖျားဖြစ်လာသည်ဂေါရမဖြစ်သည်သူဒီငါတို့၏ဏီကုန်းတို့ရောက်လာတော့ပြီတရင်ကြသည်သူ့အကြောင်းသူ့တဲ့ကအခြားဖျားမြတ်တဲ့ထူးဆန်းစွာကွဲရိုက်တယ်ဗြဟ္မာနတ်လူ3လူဘုံတို့ကြီးပြူကော်ရောပူဇော်အထူးကိုခံလိုက်တော့အရဟံဆိုဒီဂုံနဲ့ပြည့်စုံသည်ဆိုသည်တရားအမျက်အလက်ဖက်ကဆိုပြန်တော့တင်ဆရာမရှိမိမိအလိုလျောက်အမှန်တရားဟုထိထိရောက်သိသည်မြင်သည်ဟုတဲ့ကြော်ကြားလျက်ရှိသည်ထို့ဖျားကိုကိုယ်တိုင်ဖူးတွေ့ရဘူးသောပုဂ္ဂိုလ်များ၏ပြောပြချက်အရာဆိုတော့အင်မတန်ကြီးညိုစရာကောင်းသောထူးခြားတဲ့ဖျားဟုဆိုကြသည်တဲ့အဲ့တော့အဲ့မှာရွာသားသူကကာလာမမင်းသူကခေါင်းခါတယ်ဖျားဆိုရင်တော်ပါပြီဒီဖျားလည်းအရင်ဖျားမဲနဲ့ဒီပုတ်တွေကဒီပဲနေပါပဲငါတို့စီလာပြီးတရားဟောတယ်ဖျားတွေလည်းစုံလာပြီတာဝကဆိုလူတွေမရင်မသက်နိုင်ငါတရားမှငါတရားအဲ့လိုပဲပြောပြီးပြန်သွားကြတာပဲငါတို့ကဘာမှမရကြအောင်ဂေါနမဖျားတယ်ဒီဖျားမျိုးပဲနေပါပါပဲလို့ဆိုတယ်တယောက်ကလည်းအေးဒီလိုတော့မထင်နဲ့တကွာလူမျိုးနတ်မျိုးပဲရှိကြအောင်သူ့ကိုမြင်မှုတွေ့မှုတဲ့လူတွေပြောစကားအရာဆိုတာကြတော့နော်ငါတို့ဒီလိုဆုံးဖြတ်ဖို့ကစောလွန်းနေတယ်ကဲငါတို့တွေ့ကြည့်နိုင်ရင်အရှုံးမရှိနိုင်ပါဘူးဆွေးနွေးကြည့်အောင်ဆိုပြီးတော့သူတို့ပြောကြတာပေါ့အဲ့တော့နောက်ဆုံးမှာတော့ကာလာရနယ်ဘွားမင်းသားတွေကဖျားသခင်ရှေ့ကိုရောက်လာတယ်အကဲခတ်တဲ့မျက်လုံးနဲ့ဖျားသခင်ကိုကြည့်တယ်အရင်ဖျားနဲ့အခုဖျားကိုရှင်းကြည့်တယ်အချို့ကအဆွဲကောင်းပြီးလိုက်ပါလာဖျားကိုစိတ်ဝင်စားအောင်တောင်းတော့မှတတော်နဲ့ပြောနေကြအဲ့ချိန်မှာဖျားရောင်ကြီးသော6တွယ်ကပြင်မြူဆွဲချင်းပြုတ်လေတော့မကြာခင်သောကာလအတွင်းမှာပဲကာလာမမင်းသားအားလုံးပဲဥကောင်းကျွတ်ကိုရွတ်ဖြစ်ဖျားသခင်ခြေတော်ဆုံးကိုနှစ်ဖူးဖြစ်ဥခိုက်လာကြကုန်နေတော့တည်းသူတို့ထဲမှာခေါင်းဆောင်တို့ထင်ရတဲ့မင်းသားကြီးသူကဘလို့လျှောက်တယ်ဆိုတော့အရှင်ဖျားလျှောက်ထားခွင့်ပြုတော်မူပါဖျားတပည့်တော်များနေထိုင်ဤကေတမုဒ္ဒဏီကုန်းတို့အရှင်ဖျားသာကြွရောက်တော်မူသည်မဟုတ်ပါယသိယဟန်ပုံနာတိတ်တိတက္ကတွန်းပြိဘိုစရီတို့အမြောက်များပြင်လာရောက်ကြပြီးတရားဓမ္မဟောပြောခြင်းပြုကြပါကုန်သည်ဖျားအချုပ်အဖြစ်လျှောက်ထားရမည်ဆိုပါနှင့်သူတို့၏ဝါဒကောင်းကြောင်းကိုသာအမွန်းသိပြီးဟောသွားကြပါသည်သူတို့၏ဝါဒအယောင်ပြောင်လက်ထွန်းပါရေးကိုရှေးရှုလုံးပန်းယုံတွင်ရပ်မနေပဲသူတို့နှင့်ဝါဒချင်းမတူတော့တစ်ဖက်ဂိုင်းကနာအဖွဲ့အစည်းများကိုအမျိုးထိပပုတ်ခတ်ခြင်းမထေမဲ့မြင်ပြုခြင်းရှုတ်ချခြင်းခြေပြခြင်းများပြုကြပါကုန်သည်ဖျားအရှင်ဖျားထို့သူဤသည်ထို့ဖျားဤဖျားများနဲ့အဘယ်သူဤစကားသည်မှန်နေသနည်းအဘယ်သူများနည်းမှန်သောစကားကိုဆိုလေသနည်းဝေဖန်ပိုင်းခြားနိုင်စွာမရှိသဖြင့်ထိုသူတော့ဤသူတော့ယုံမှားတွေ့ရတန်တရားတန်းလန်းနေတာတပည့်တော်များနေလာခဲ့ကြရပါသည်ဖျားအဲ့တော့အခုလည်းပဲဒီလိုပဲဟိုဆရာတမျိုးပြောမယ်ဟိုဆရာမတမျိုးပြောမယ် comment ပိတ်ကြီးဟိုဆရာမ and then first person I win နဲ့ရင်းရင်မရအောင်ဟိုဆရာမ I win နဲ့ရင်းရင်ရတယ်အဲ့လိုမျိုးအမျိုးအဖုံပြောနေတော့ကျွန်တော်တို့ចောင်းသားတွေကဘယ်အောင်နားရုံကဘယ်အောင်ယုံရမှာလဲအဲ့မှာဖះကအခုပြောခဲ့တဲ့အချက်10ချက်ကိုနော်မယုံမှုမယူဆဖို့ပြောတယ်ဟာအခု10ချက်ကိုမယုံနဲ့ဆိုတော့ကျွန်တော်တို့ကဘာကိုယုံရမှာလဲဖះထားရှင်းပြပါတယ်ဘာကိုယုံရမလဲဆိုတော့ဒီ line 3ကနေစကြည့်အောင်ပါဤเจ้าထိုเจ้าဤဖြစ်ရထိုဖြစ်ရများကိုအစွဲပြုရဆိုခဲ့ခြင်းဖြစ်သည်တင်တို့ကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်ဖြင့်အကျိုးအကြောင်းအဆိုးကောင်းအမှန်မှန်ကိုဝေဖန်ပိုင်းကြကမကောင်းသောအရာများကိုရှောင်ကောင်းသောအရာများကိုဆောင်ရချိကပ်ခြင်းဖြင့်နေရာဤဤဟာဤရာဤတဘောဤပြမှုတို့သည်မကောင်းကုန်မကောင်းသောအရာကောင်းသောတဘောကောင်းသောအပြစ်မှုတို့မဟုတ်ကုန်ကောင်းသောအရာနော်အပြစ်များတာတကားသူတော်ကောင်းတို့ကဲ့ရဲ့ပွဲများတာတကားယင်းတို့ကိုဖြည့်တင်းအပ်စောင့်တည်အပ်သည်ရှိသောအကျိုးဆုပ်ယုပ်ရန်အတွက်စင်းရဲရန်အတွက်တာဖြစ်ကုန်ချေဟု၍တင်းတို့ကိုယ်တိုင်တိလာကြသောအခါရင်းအယူဆတို့ကို
စွန့်လွတ်လိုက်ကြကုန်ရ၏အဲ့တော့အခုလည်းပဲဆရာဆရာမအမျိုးမျိုးနော်တင်တန်းအမျိုးမျိုးကနေပြီးအမျိုးမျိုးပြောတယ်ကိုယ့်ကိုသုံးသက်အခုဖះပြောသလိုပဲမှန်ရင်လို့မမှန်ပဲလို့ ਨੇ အကျိုးရှိရင်လို့ကောင်းရင်လို့သူတို့ကောင်းနေချီးကျူးတယ်ဆိုရင်လို့သူတို့ကောင်းနေကြည့်ရတယ်ဆိုရင်မလုပ်နဲ့ဒါဆိုရင်မေးစရာရှိတယ်ဒါဆိုရင်မေးစရာရှိတယ်ဘယ်ဟာကောင်းတာလဲဘယ်ဟာမှန်တာလဲဘယ်ဟာကျွန်တော်တို့အတွက်အကျိုးရှိတာလဲကျွန်တော်တို့ကအဲ့မှာဘာလို့ထပ်ဖြစ်ရမလဲဆိုရင်ကိုယ့်ရဲ့အသိဉာဏ်ပညာမှန်မှန်ကောင်းစုအကြောင်းကျိုးဘယ်ဟာမှန်တယ်ဘယ်ဟာကောင်းတယ်ဆိုတာဝေဖန်သုံးသပ်ဆုံးဖြတ်ပြီးတော့လိုက်လုံနိုင်တဲ့ဉာဏ်ပညာလို့တယ်အဲ့ဉာဏ်ပညာရဖို့အတွက်ကိုကဝမ်းစာကိုဖြစ်ရတယ်ဖတ်မှတ်လေ့လာရတယ်စီးပူရတယ်အဲ့ဒါမှသာနေဘယ်ဟာအမှန်ဘယ်ဟာကိုယ့်အတွက်ကောင်းကျိုးပေးတယ်ဘယ်ဟာယုတ်တိရှိတယ်ဘယ်ဟာယုတ်တိမရှိတဲ့အမှားဆိုပြီးတော့စာမှတယ်မကပဲဘဝတက်တာလုံးမှာပါဒီဟာတွေကိုအသုံးချသွားလို့ရတယ်โอเคဘိုင်ဘိုင်